အမေကြီးရင်မလောင်းတာ200တောင်ရှိပြီငါသိပ်ဆိုရင်ညာပဲဟုတ်တယ်ငါလည်းစိတ်ပူတယ်အမေကြီးက100တောင်ရေမလောင်းမဲမနေဘူးလေအခု300တောင်ရှိပြီသူ့မှာတခုခုမကောင်းတာဖြစ်နေပြီထင်တယ်ငါထင်တာတော့အိမ်ကြီးချင်းတော်များတခုခုလုပ်လိုက်တာပဲဖြစ်ရမယ်ဒါပေမဲ့ငါတို့ကအမေကြီးကိုဘယ်လို့မှကူညီလို့မရဘူးငါတို့ကစိတ်နှလုံးဖြူစင်တဲ့သူနဲ့ပဲစကားပြောခွင့်ရှိတယ်လို့ဆူတောင်းထားရတာလေအဲ့ဒီချိန်မှာပဲတော်များကခြံထဲကိုမောင်းမောင်းမာမာနဲ့ဝင်လာပါတော့တယ်။တော်များကခြံထဲဝင်လာပြီးမနာလိုစိတ်နဲ့ကြည်နေပါတယ်။အလိုအပင်တွေကလက်ဆက်နေတော့မှာပဲလား။ငါလောင်းတဲ့အစီအကြောင်းအကုန်ညှိုးသွားတယ်ထင်တာ။ဒါပေမဲ့အခုကစားပြီးငါကိုယ်တိုင်ပြုစုရင်ဒီခြံကြီးတစ်ခုလုံးငါအပိုင်ဖြစ်ပြီးငါတော်ရွှေကိုထောင်ချောက်ဆင်နေတာဘယ်သူမှသိမှာမဟုတ်ဘူး။တော်များပြောနေတာတွေကိုတရက်ပင်နဲ့ပန်းသီးပင်တို့ကကြားသွားကြပါတယ်။တွေ့လားငါပြောတာပဲဒါတွေအားလုံးသူလုပ်တာငါတို့ဘာလုပ်ကြမလဲတရားရောက်စီကအကူကြီးတောင်းမှဖြစ်တော့မယ်တစ်ဖက်မှာတော့ရွာထဲကတဲစုံလေးတစ်ခုမှာမောင်ကျော်နဲ့သူ့အမေတို့အခက်အခဲဖြစ်နေကြပါတယ်သားမောင်ကျော်ငါတို့တခုလုံးမှဖြစ်တော့မယ်ဒီတိုင်းဆိုရင်ငါတို့ဘဝရှေ့ဆက်လို့မရတော့ဘူးအကျွေးတွေလည်းဆက်ရအောင်မယ်သားဖေကလည်းမရှိတော့ဘူးဆိုတော့အေးရဲ့တာဝန်တွေကသားပခုံးပေါ်မှာပဲရှိတော့တာနော်စိတ်မပူပါနဲ့အမေကျွန်တော်နေတိုင်းအလုပ်လိုက်ရှာနေတာပဲဒါပေမဲ့ဘယ်သူမှအလုပ်မပေးကြဘူးဘာလို့ရမယ်ဆိုတာကျွန်တော်လည်းမသိတော့ဘူးဒါပေမဲ့ဒီနေ့လဲကျွန်တော်ထပ်သွားရှာအောင်မယ်တခုခုတော့ရအောင်ယူလာခဲ့ပါမယ်မောင်ကျော်ကရွာထဲမှာအလုပ်လိုက်ရှာပေမဲ့နေရာတိုင်းကညင်းပယ်ခံရပါတယ်စိတ်ထက်ကြပြီးလမ်းလျှောက်လာရင်ဒေါ်ရွှေရဲ့ခြံထဲမှာထိုင်နေမိပါတယ်ဖေကြီးဒီနေ့လဲအလုပ်မရပြန်ဘူးဒီတိုင်းအိမ်ပြန်ရင်အမေစိတ်ဆင်းရအောင်မယ်အိမ်မှာမီးမပူရတာ2ရက်ရှိပြီဒီချမ်းကဘသူချမ်းလည်းမသိဘူးတတိလေးနဲ့လောက်ခူးသွားရင်ကောင်းမလားအနည်းဆုံးတော့တနက်စာတော့ဖြစ်တာပေါ့ဒါပေမဲ့သူများချမ်းတွေကကိုရာကတော့မကောင်းပါဘူးငါလည်းတကယ်ကိုအကျက်တဲဖြစ်နေလို့ပါမောင်ကျော်ချမ်းထဲကိုဝင်ကြည့်လိုက်တဲ့အခါအပင်တွေအားလုံးညှို့နှံ့နေတာကိုတွေ့ရပါတယ်အလိုဒါဘာဖြစ်နေရတာလဲချမ်းတစ်ခုလုံးညှို့ချောင်နေတာပဲအပင်တွေရင်ငတ်နေတာနဲ့တူတယ်ချမ်းရှင်ကအဝေးသွားနေလို့ထင်တယ်အရင်ဆုံးငါသူတို့ကိုရေလောင်းပေးလိုက်အောင်မယ်ပြီးမှအတီးခူတာပေါ့ဒါကပုံမှန်လိမ့်မယ်မောင်ကျော်ကရေပုံးနဲ့ရေကပ်လာပြီးအပင်တွေကိုတပင်ချင်းရေလောင်းပေးလိုက်ပါတယ်ရေလောင်းလိုက်တာနဲ့တပြိုင်နက်ထူးခြားတဲ့လင်းရောင်တွေထွက်ပေါ်လာပြီးချမ်းတစ်ခုလုံးပြန်လဲဆင်းလန်းသွားပါတယ်ဟာဒါဘလို့အံ့ဩစရာလဲငါရေလောင်းပြုံနေရှိသေးတယ်ညှိုးနေတဲ့အပင်တွေချက်ချင်းပြန်ရှင်လာတာပဲအပင်တွေကငါ့ကိုကြည့်ပြီးပြုံးနေတယ်လို့ပဲမောင်ရင်မင်းငါတို့ရဲ့ဒုက္ခကိုနားလည်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်မင်းသာရှိမလောက်ပေးရင်ငါတို့နောက်ထပ်နိုင်ပိုင်းအတွင်းတေးကြရတော့မှာအမလီမင်းတို့ကတစ်ပင်ဖြစ်ပြီးဘလို့လို့စကားပြောနိုင်ရတာလဲငါအိမ်မက်မက်နေတာလားမဟုတ်ဘူးမင်းအိမ်မက်မက်နေတာမဟုတ်ဘူးဒီ channel မှာငါတို့နှစ်ပင်ပဲစကားပြောနိုင်တာအဲ့ဒါကလည်းစိတ်ထားဖြူစင်ပြီးသူတစ်ပါးကိုကူညီတတ်တဲ့သူနဲ့ပဲပြောနိုင်တာဒါကတော့မယုံနိုင်စရာပဲဒါနဲ့မင်းတို့ရဲ့ချက်ချင်းရောသူကဘာလို့ရှိမလောင်းတာလဲငါတို့မှာချက်ချင်းမရှိဘူးငါတို့မှာအမေရှိတယ်အဲ့ဒါတော့ရွှေပဲသူကငါတို့ကိုသူသားသမီးတွေလိုချစ်တာမနေ့တစ်ခါညတစ်ခါရေလောင်းပြီးစကားတွေပြောတတ်တယ်ဒါကြောင့်ငါတို့ကလည်းအားကျုံမှန်တဲ့အသီးတွေသီးပေးတာပေါ့